Aku nunggu mana kona nai kue jojo shibi sura ta aya no bi bono aya no bi ro aku jin twa bo twat pyin sin ni ya ba jin ma twa kin ma yin song sapin ko kaung pi sapin a nya ai ka no la so shou pwa na bo no ara aku sapin ko pi kaung pi bi ro sapin si bi ro da aku ပြီးလို့ရှိရင်တော့ဒီမျက်နှာ clean စီလုပ်မယ်ပေါ့နော်ဒါတော့ရင်ဆုံးမျက်နှာကိုရင် clean စီလုပ်ပြီးသားလို့ရှိရင်တော့မျက်နှာသစ်စေးလေးနဲ့အခုမျက်နှာကိုတစ်အခုဒီကူကအေးနေရဆိုတော့ဒီနေ့ကတိတ်ပြီးတော့ဂျင်းကိုတိတ်မသွားခြင်းဒါပေမဲ့လည်းမသွားနေရလောက်ရှိပြီဆိုတော့သွားမှာပေါ့နော်အခုမျက်နှာကိုတုပ်ပြီးပြီဆိုတော့အခုအရင်ဆုံး serum နဲ့အရင်လိမ့်လိုက်တယ် serum လိမ့်ပြီးတော့serum လိမ့်ပြီးလို့ရှိရင်တော့အခုဒါ sun cream လိမ့်မယ်ပေါ့နော်ဒီမနက်ပိုင်းဆိုလို့ရှိရင်တော့ဒီနှမျိုးပဲလိမ့်ဖြစ်တယ်ပြီးပြီဆိုတော့အခုသွားတိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့အခုကျင်းသွားဖို့ဆုံးလဲအခုဒီမှာအေးရဆိုတော့အပေါ်မှာအနွေးရတက်ခံပေါ့နော်အခုသွားပြီဆိုတော့သူ့ကိုသွားနှုတ်ဆက်ပြီးတော့အခုပြင်ရောက်လာပါပြီအခုသွားတော့မယ်ပေါ့နော်ကျင်းအောင်8 နာရီလဲကြော်ပြီဆိုတော့8 နာရီ45ဆိုလို့ရှိရင်ပထမဆုံး class စမှာဆိုတော့အခုဒါချင်းကိုသွားနေလဲအခုချင်းကိုရောက်ပြီဆိုတော့အခု ticket တွေပါသွားထုတ်ပြီးတော့ဒါပထမဆုံးတက်တဲ့ class ပေါ့နော်အခုပထမဆုံး class ပြီးတော့အခုဒါဒုတိယ class အခုဒုတိယ class တက်ပြီးသွားပြီလဲပြီးပြီဆိုတော့အင်ကိုပြန်လာပြီပေါ့နော်အင်ကိုပြန်လာပြီးတော့အခုပြင်တော့ရေမိုးချိုးပြီးလို့ရှိရင်တော့ဒါနေ့လည်စာစားတော့မယ်ဘာလို့လဲဆိုတော့12 နာရီလောက်ရှိပြီဆိုတော့အခုဒါကတော့နေ့လည်စာစားရင်းနဲ့ဒါ resident playbook ကြည့်နေတာပေါ့နော်အခုအဲ့ဒီကားလေးကိုရန်ချိုက်တယ်ဆိုတော့ပြီးပြီဆိုတော့တန်ရှင်းလို့စေးစရာရှိတာတွေစေးပြီးတော့လို့ရှိရင်တော့အိမ်ရမှာပြန်ပြီးတော့နားပြီးတော့ဒီမှာပါလုံးလဲဆိုတော့အားနေရဆိုတော့ဘာမှတိတ်လို့စရာမရှိတော့ကြောင်လေးနဲ့ပဲသူနဲ့ပဲခဏပေါ့နော်လဲပေါ့ခဏယူအခုဒါကတော့ညနေခင်းရောက်ပါပြီဆိုတော့အခုညစာတော့ဒီ spicy chicken နဲ့ညစာပြီးရင်တော့ရုပ်ရှင်ပြန်ကြည့်မယ်ပေါ့နော်အခုဒီမှာချောင်းပြီးအလှရှာနေတော့မို့လို့ဘာမှတိတ်လို့စရာမရှိဘူးဆိုတော့အခုညရောက်ပြီဆိုတော့ good night